တော်ဝေးတဲ့အကွာဝေးကိုရောက်ပြီးတဲ့နောက်မှာမင်းပလီတွေကလည်းအနီးကပ်လိုက်နေကြတုံးပါပဲ။ကောင်းလေးဟာသူ့မောပန်းစပြုတ်နေပြီလို့ခံစားမိတယ်။အဲ့ဒီနှစ်ထဲမှာသူစကိတ်စီးတာဒါဟာပထမဆုံးအကြိမ်ဖြစ်တယ်။ပြီးတော့သူ့ရဲ့စက်သားတွေကတီကျင့်လာမရတဲ့လေးကျင့်ခံကြောင်းကြိုက်ခဲနေပြီ။သူ့စကိတ်စီးနှုံးကမဆူစလောက်ပုံနှွေးကွေးလာပေမဲ့မန်ဖီနေတဲ့ဝင်းပလီတွေထက်နည်းနည်းလေးရှိကိုရအောင်လုံနိုင်တုံးပဲ။ကောင်းလေးဟာရေခဲပြင်ပေါ်မှာအမြန်ပြင်းရင်နဲ့လိုက်နေတဲ့ဝင်းပလီတွေသူ့ကိုမိဖို့အချိန်ပဲလိုတော့တယ်လို့စဉ်းစားတယ်။ချက်ချင်းပဲသူ့ကိုပင်တန်းရမိစေတဲ့အတန်တန်ကိုကြားလိုက်ရတယ်။ငိုချုံးတယ်လို့ရေကြတန်လိုပါပဲ။အဲ့ဒီအခါတွေဟာမြင်မာတဲ့ရေတခွန်နားကိုနီးလာပြီးဆိုတာသဘောပေါက်သွားတယ်။ရေတခွန်တွေဟာပေတရာနီးပါးရှိတဲ့အင်မတန်မဆောက်တဲ့6ကန်းပါကနေကျနေပြီးအပေါ်ရန်မြင်ရသလောက်တော့ဒီနင်းခဲတဲ့ရာသီဥတုအခြေအနေကရေတခွန်အေးခွဲသွားလောက်အောင်မပြင်းထန်ဘူး။ရုတ်တရက်သူဟာစိတ်ကူးရသွားပြီးဒီဦးဟောင်းနေတဲ့တိရစ္ဆာန်တွေကသူနဲ့တကိုင်နှစ်ကိုင်လောက်ပဲဝေးတဲ့အထိအရှိန်ကိုရှော့ပြတဲ့ရေတခွန်ရှိရာကိုလည်းဥတီသွားလိုက်တယ်။လေကသူ့နားထဲမှာတချင်းစုံနေပြီးအေးဆက်တဲ့ရေမုံရေမားတွေကသူ့မျက်နှာကိုလာရိုက်ခတ်နေတယ်။တိရစ္ဆာန်တွေကတော့တားကောင်ကိုအာရုံစိုက်နေကြလို့နီးကပ်လာတဲ့အန်တီကိုလုံးဝမေးလော့နေပြီးနောက်ကလိုက်လာကြတယ်။ကောင်လေးဟာရှေ့ကရေကိုးရင်ငွေမြူမုံတွေထဲမှာရေတခွန်အစွန်အဖျားကိုမြင်နေရပြီ။သူကဒီအုပ်စုရဲ့သူ့ရဲ့ခြေဖနှောက်နားကိုရောက်လောက်တဲ့အထိမီအောင်အနာကပ်ခွင့်ပေးလိုက်တယ်။ရှေ့ကိုလည်းအမြန်ဆက်ပြီးရင်ကြောက်ကမ်းမနဲ့ပြီးနေနေပဲလိုတဲ့အခါဘဲဘက်ကိုရုတ်တရက်ချိုးကွေးလိုက်ပြီးမြစ်ပန်းပါစီကိုတဟုန်ထိုးပြေးတယ်။သူ့နောက်နားလေးမှပဲရှိပြီးတားကောင်ကိုမီတော့မယ်လို့ယုံကြည်နေတဲ့ဝင်းပလီတွေကရက်တန်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့မရတော့ဘူးသူတို့ဟာသွေးယူသွေးတန်းနဲ့ရေခဲပြင်ကိုလက်တန်းနဲ့ကုတ်ကြတယ်။ဒါပေမဲ့အရှိန်ကလည်းမြန်ခြေကုပ်ထားတာကလည်းချောတဲ့အတွက်သူတို့ဟာမရက်တန်နိုင်ပဲ၆ကြီးရဲ့နှုတ်ခမ်းပေါ်ကနေအောက်ကိုပြုတ်ကျသွားတယ်။သူလွတ်မြောက်လာခဲ့ပြီဆိုတာကိုကောင်းကောင်းအောင်မရှုံနိုင်ပဲကောင်းလေးဟာမြေကမ်းပါစီကိုဟတ်တိုးနဲ့ရှောက်သွားပြီးထိုင်ချလိုက်တယ်။သူရဲ့ခြေလက်တိုင်းဟာတုံရှိနေတယ်။ရေဟာသူနည်းနည်းပြန်တက်တာလာတဲ့အခါမှာကြမ်းတမ်းတဲ့တောဘက်ကိုဖြတ်ပြီးတော့ခရီးပြန်ဆက်တယ်။သူရဲ့ခရီးပန်းတိုင်ကိုရောက်တဲ့အချိန်မှာအာရင်ကုန်ခန်းလိုနေပါဖြစ်နေပြီ။ကုန်သွယ်ရေးစခန်းကိုရောက်တဲ့အခါသူ့အဖေရဲ့ဆိုးရွားတဲ့အခြေအနေကိုပြောပြလိုက်တော့မိုင်200လောက်ဝေးတဲ့အနီးဆုံးမြို့စီကိုစေးဝါးကူညီတောင်းတဲ့အပူတပြင်းသရင်ကိုကျိုးမဲ့ကျင်းနဲ့ပို့လိုက်တယ်။ထိုက်တိုက်တတန်ရရှိတဲ့အနားယူမှုအပြီးမှာတော့ရင်းနဲ့အတူတူသူ့အဖေရဲ့မိတ်ဆွေတွေဖြစ်တဲ့တားမွေးမောင်စုံနှစ်ယောက်ကလိုက်ပါပြီးအကျမ်းပရန်ခံနဲ့အလ်ဆေရှင်ခွေးရိုင်းတွေဆွဲတဲ့စွပ်ဖားနဲ့အိမ်ပြန်ခရီးသွားကြတယ်။နိုင်တဲ့ကြတဲ့အခါတောရဲကမြေကွက်ထဲကတလုံးတည်းရှိတဲ့အိမ်လေးစီကိုကြောက်လာကြတယ်။အဲ့ဒီလူတွေကချက်ချင်းပဲသူတို့ရဲ့ရိုးရှင်းလင်းမြန်တင်တော်တဲ့နီးနဲ့ဒဏ်ရာရတဲ့လူကိုခံစားရတာတက်တာအောင်တက်နိုင်သမျှလုပ်ပေးကြတယ်။မကြခင်မှာသူတို့ဟာသူတို့ရဲ့ခေါ်ယူမှုကြောင့်ဆရာဝန်ကိုခေါ်ဆောင်လာတဲ့လေရင်မြန်မိတန်တဝင်းမီကိုကြားခဲ့ရတယ်။အချက်ပြမီကိုထွန်းကြီးလိုက်တဲ့အခါမိကိုတွေကလေရင်မိုးအန်ဒီရဲ့ကင်းကင်းနဲ့ဆင်းသက်နိုင်အောင်လမ်းပြပေးတယ်။ဆရာဝန်ဟာလေပေါ်ကဆင်းပြီးတာနဲ့ချက်ချင်းရိရဲ့အဖေကိုကျွမ်းကျွမ်းကျင်စေးဝါကူတာပေးတယ်။ခွဲစိတ်ကူတာမှုအလို့အောင်မြင်တာကိုတွေ့ရပြီးတဲ့နောက်မှာဆရာဝန်ကပြောတယ်။ကောင်လေးဟာသူ့အဖေရဲ့အသက်ကိုရဲရင်နဲ့လှုပ်ရနဲ့ကယ်ဆယ်ခဲ့တယ်ဆိုတာတန်တရားရှိစရာမလိုဘူးလို့ပြောတယ်။ရီရဲ့ရဲစန်းတတိရှိတဲ့အကြောင်းဟာကုံသွဲရေးစကန်တစ်ခုလုံးကိုအမြန်ပြန့်နှံ့သွားတယ်။သူ့ရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့စွန်စားခန်းကိုခဏပြန်ပြောကြပါတယ်။